ကစားမကိုယာယီနီးပြောင်းပြန်ခန့်ရတော့မယ်။ချက်ဖာကြီးတော့ဖြစ်အားလုံးပဲမင်္ဂလာပါများ။ YJ Dance Sport ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်။မြောက်လန်တန်မှာစမ်းချင်ဘက်ကန်ချမာတွေကြုံတွေ့နေရပါတယ်။အာဆနယ်ကပရီးမီးယားလိချန်ပီယံဖြစ်ဖို့ရေးကြီးတဲ့အချိန်ကာလကိုဖျက်ဆီးနေရတဲ့အချိန်မှာစပါကတော့ရုန်းကန်ခြင်းများစွာနဲ့တမ်မစင်းရရဲ့အတွက်စ조사နေရပါတယ်။စပါသူတို့ရဲ့နီးပြနေရာအတွက်အာဆနယ်ကိုတူးမျိုးပဲချဲစီကိုတူးယူခဲ့ပါတယ်။နီးပြကြောက်ကိုအချိန်ပေးပြီးအသင်းတီစားရမယ့်အစားတယောက်ပြီးတယောက်ဖြောလိုက်တက်လိုက်လုပ်နေခဲ့ပါတယ်။ဒီဟာဒီမှာရင်အန်ဂျီပိုစတီကိုဂလူသောမတ်ဖရက်နဲ့အီကော့တူတော်တို့ကိုခံပြီးပြန်ဖြုတ်ထားတဲ့တော်တင်ဟန်ဟာလက်ရှိမှာတော့တန်းစင်စုံနဲ့တစ်ဖက်ပဲကွာတဲ့အနေအထားကိုရောက်ရှိနေပါတယ်။တူတော့ဆိုရင်ရာသီကုန်ထိယာယီနီးပြလို့ဖို့ရလာခဲ့ပေမဲ့44ရက်ပဲခံလိုက်ပြီးပရီးမီးယားလိသမိုင်းရဲ့၄ရောက်မြောက်တက်တန်းအတိုဆုံးနီးပြအဖြစ်စံချိန်တင်သွားခဲ့ပါတယ်။တရင်ရဲ့ရွေးချက်ကတော့မှစီးနေနဲ့လော်လန်ခွဲထားတဲ့ Brighton နီးပြဟောင်း Roberto Di Zerbi ကိုခန့်အပ်သွားဖို့ပါ။စပါကဒီဇာဘီနဲ့ရေရှည်သွားဖို့စိတ်ကူးထားပြီးတကယ်လို့တမ်မစင်းရရင်တမ်မစင်းဘောနဲ့ပါပေးမယ်လို့ကန့်လန့်ထားပါတယ်။ဒါပေမဲ့ဒီဇာဘီကအသင်းကိုရာသီကုန်ကြမှာကန်ပြီးတမ်မစင်းရဲ့ကဲတင်ပေးဖို့တဲ့နေရာဒီကြမှာ project အသစ်တစ်ခုနဲ့ကန်ရဖို့ပို့ပြီးတော့အာရုံစိုက်နေပါတယ်။ဒီတော့လောလောဆယ်ဒီဇာဘီမလာသေးဘူးဆိုရင်စပါကသူတို့ရဲ့တရားရရှိနေတဲ့ကစားမဘန်တီဘီကိုယာယီနီးပြအဖြစ်ခန့်အပ်ပြီးလေ့ကျင့်ခန်းဆင်းဖို့စီစဉ်နေပါတယ်။စပါကဧပြီလ12ရက်နေ့မှာဆန်လန်အသင်းကိုဝေးကမှာတောက်ရောက်ရှိမယ်ကစားရမှာဖြစ်ပြီးဒီမတိုင်ခင်နီးပြအသစ်တယောက်ခန့်ချင်နေပါတယ်။နီးပြအသစ်အတွက်လေ့ကျင့်ချိန်10လောက်ထိပေးချင်နေတာကြောင့်စပါအနေနဲ့ဒီရက်ပိုင်းအတွင်းနီးပြအသစ်အမြန်ခန့်ဖို့လိုအပ်နေပါတယ်။ဒီဇာဘီပဲရောက်လာမလားရာသီကုန်ထိဘန်တီဘီနဲ့ပဲနှစ်ပါးသွားရမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။